ရတော့လူကျင်တာပေါ့ပူကကိုချွေးနေစားနဲ့မိန်းကလေးတယောက်တည်းရှာဖွေနေရတာအလကားရဟာဘာမှမပါတာပြန်လူကျင်တယ်နော်ဒါပေမဲ့လည်းမပေးနိုင်ဘူးဆိုလို့ရှင်လဲပိုလှူတယ်လို့ပဲသဘောထားလိုက်ပါမယ်နောက်ထပ်လမ်းချီးပါနဲ့တော့တောင်းမှနောက်တော့မချီးပါနဲ့ကျမတနာတက်လို့ရတယ်ဆိုပြီးလာချီးမရဘူးဆိုင်မရှိတော့ဘူးစံချီးပေးပြန်ငါမဆက်တဲ့အချင်းတနည်းအားဖြင့်ဝင်ပြီးလိုက်ချုပ်ဘာလို့အဲ့လိုပဲလာချီးနဲ့တခြားလူတွေလည်းချီးနဲ့ရီးသားဟောင်းကချီးပြီးပြန်မပေးတာနဲ့ဘာနဲ့ညာတော့300 400လောက်ရှိမှမသိဘူးteam ကြံမအောင်ကျမကိုချစ်တဲ့လူတွေအများကြီးပဲဒါပေမဲ့ကျမကပြန်မချစ်ဘူးလေပြန်မချစ်တာဟုတ်ပါဘူးအဲ့လိုကြိုက်တဲ့လူမတွေ့ရသေးလို့ပါအဲ့လိုပြီးတော့ငယ်ငယ်တော့လည်းဟိုချစ်ခဲ့တာများသွားပြီဆိုတော့လေတိတ်ပြီးတော့အဲ့လိုချစ်ချင်တဲ့စိတ်တွေမရှိတော့ငယ်ငယ်တော့ချစ်ခဲ့ပြီးသွားပြီဆိုတော့လေငယ်တော့ဒါရီးသားရေကောင်းကောင်းမထားခဲ့ဘူးဆိုလို့ရှိရင်ကြီးတဲ့အချိန်မှာမှပြောမလားဟာကြောက်ကြရဲနဲ့ယောက်ျားယူရမလို့လို့ဟိုလူချစ်ရမလို့ဒီကချစ်လို့ဒီလူချစ်ရမလို့ဖြစ်နေမှာကိုကကြအဲ့လိုအပြည့်အဝကိုချစ်ခဲ့ပြီးဆိုတော့ခုချိန်မှာမချစ်ပဲနဲ့နေနိုင်ပါပြီပြီးတော့ဟိုရီးစားထားမှာပြင်းလို့သူတို့နဲ့စကားပြောမှလည်းပြင်းတယ်ဟယ်လိုနေကောင်းလားမင်းသားဘွားလားဘာလားညာလားအဲ့ဒါပြင်းစရာဖြစ်နေပြီရင်ကုန်စိတ်လှုပ်ရှားမှုမရှိတော့အဲ့ဒါကြောင့်ရှာတွေ့ရင်ပေါ့အဲ့လိုမျိုးကိုယ်စိတ်လှုပ်ရှားအောင်လုပ်နိုင်တဲ့အမျိုးသားရှာတွေ့ရင်ပေါ့ရှာတွေ့မယ်တော့ကိုယ်ကိုရွေးထားသေးလားမရွေးထားပါဘူးဘေးဒင်ဆရာတော့ယောက်ျားရခင်ရှိရလို့ပြောတာဟာဘေးဒင်ဆရာမယူချင်ဘူးလို့တကယ်လို့ဟောတာမှန်နေပြီလို့ဒါဘေးဒင်ဆရာ2မျိုးဟောတယ်ပပွားတဲ့36နှစ်ကျော်တာနဲ့တဲ့ဒီချမကကြီးပွားချမ်းသာတိုးတက်အောင်မြင်မယ်တဲ့ပနှစ်ပဲတဲ့ဘေးဆရာဟောဟာနောက်တစ်ချက်ကလင်လည်းရခင်ရှိရတဲ့ဟာယောက်ျားမရပါစေနဲ့ချမ်းသာကြွယ်ဝရပါပြီလို့ပတ်စံမရှိဘူးပတ်စံရှာလိုက် music video ရိုက်လိုက်ရှာလိုက် music video ရိုက်နေကုန်နေတာပတ်စံမရှိဘူးပတ်စံမရှိဟိုပတ်စံမရှိဘူးလို့ဆိုမပြုံညအောင်လာချီးကြတယ်ပြီးရင်ပြန်မပေးကြအောင်ဘာလို့လဲအဲ့လိုပြောလာချီးနဲ့တခြားလူတွေလည်းချီးနဲ့ရီးသားဟောင်းကချီးပြီးပြန်မပေးတာနဲ့ဘာနဲ့ညာတော့300 400လောက်ရှိမှမသိဘူး300ပေါ့ပြန်မပေးကြအောင်ဒါမဲ့လည်းပိုလှူလိုက်တယ်လို့သဘောထားလိုက်ပါတယ်ဟိုတောင်းရမှာရှက်လို့အကျွေးတောင်းရမှာရှက်တယ်ပို့အကျွေးလာတောင်းခံရမှာလည်းပို့ရှက်တယ်အပိုချက်ချင်းအကျွေးသူများကျွေးဆိုချက်ချင်းပြန်ဆက်တာကို့အကျွေးတာသူတို့မဆက်လဲမတောင်းတော့ဘူးသူတို့စားပို့ရှက်တော့စိတ်ထဲမှာအမှန်တိုင်းပြောမယ်ဆိုရင်တော့အကျွေးလေးတော့ပြန်လို့ချင်တာပေါ့နောက်တစ်ခါကျတော့လဲတကယ်လို့မပေးနိုင်အောင်လို့မပေးတာလို့ပဲပို့ယုံကြည်လိုက်ပါတယ်ပေးနိုင်တဲ့ချိန်ကြလို့ရှိရင်တော့အကျွေးဆိုတာပေးတဲ့နဲ့ပေးကောင်းတယ်သူများအကျွေးကိုမဆက်ရင်ပို့ပြီးတော့အဲ့လိုမျိုးစင်းရဲမွဲတေတဲ့လူတွေဖြစ်လိမ့်မယ်တဲ့သူများအကျွေးကိုဆက်ချင်တဲ့လူဆိုလို့ရှိရင်စူးစမ်းမယ်စံလေးရနဲ့ဆက်မယ်အဲ့လိုကပို့ပြီးအောင်မြင်တယ်တဲ့အဲ့တော့ဒါကပေးမပေးပါဟိုပေါ့နော် message လေးပေးတာပါကျန်တာကတော့အကျွေးရတော့လူကျင်တာပေါ့ပူကကိုချွေးနေစားနဲ့မိန်းကလေးတယောက်တည်းရှာဖွေနေရတာအလကားရဟာဘာမှမပါတာပြန်လူကျင်တယ်နော်ဒါပေမဲ့လည်းမပေးနိုင်ဘူးဆိုလို့ရှင်လဲပိုလှူတယ်လို့ပဲသဘောထားလိုက်ပါမယ်နောက်ထပ်လမ်းချီးပါနဲ့တော့တောင်းမှမှာနောက်တော့မချီးပါနဲ့ကျမတနာတက်လို့ရတယ်ဆိုပြီးလာချီးမရဘူးဆိုင်မရှိတော့ဘူးချွတ်ရလဲ15သိန်းလို့ချွတ်ရ35သိန်းချွတ်ကြလဲအဲ့လိုမျိုး10သိန်း30အဲ့လို10ကနေနေတော့ချီးကြတာပေါ့အဲ့ဒါယုံပေးမိတာပဲကိုကယုံပေးရမဟုတ်ဘူးခင်နာရယ်တနာတာရယ်သူတို့အစင်ပေဖြစ်နေမနေတတ်ဘူးအားကြောင့်တနာလို့ကဲကောင်းလိုက်တာကဲဆိုဒီညဒီ NRPG မဲ့ပြည်သက်တွေကိုလည်းပတ်စံလာချီးပါပေါ့မရဘူးအဲ့လိုတော့ရဘူးကိုကမတိကြအောင်ဆောင်နေမှာပတ်စံတော့ချီးလို့မရဘူးသူတို့ချီးတယ်ဆိုတာကခင်မင်မှုတစ်ခုလည်းရှိသလိုဒီလူကငါကုညီတဲ့နဲ့သူ့ရဲ့မိသားစုအစင်မပြေဘူးယောက်ျားနဲ့ကွဲထားတယ်ဟာလာသူတို့ရဲ့အရန်အလိန်လူလိန်ခံရတယ်အခက်ခဲတကယ်ဖြစ်နေတယ်ဆိုတော့နေစရာအိမ်မရှိတော့ဘူးအဲ့လိုမျိုးလူတွေကိုချီးတယ်ချီးပြီးလို့ပြန်မပေးနိုင်တော့လဲဘိုးလည်းပြောတတ်တော့ပါဘူးအကျွေးတောင်းရမှာရှက်လို့ပါဟိုးရင်တော့တင်ဘူးတယ်အကျွေးလေးပါလေးပြန်ဆက်ကြပါလားဆိုဒါပေမဲ့ဘိုးလည်းသိပြီးတော့သူတို့ညှော်လင်းချက်တွေမထားတော့ဘူးသူတို့ကရီးသားဟောင်းနေလို့ပဲပတ်စံချီးွားတဲ့လူတွေရီးသားဟောင်းနေလို့ပဲဘယ်တော့မှပြန်မလာတော့ဘူးအများကြီးကျေးဇူးတင်ပါတယ်ဟိုပေါင်းကြီးပြောတာကိုလည်းနားထောင်ပေးကျေးဇူးတင်ပါတယ်